တိုင်းပါနောက်ဘက်မောကတက်အောင်မြင်နေရာလေးစုဖူးခဏလေးတရားမှာမြတ်တာဖို့စုတောင်းအောင်မြင်နေပြီးတော့ပြန်ပါရခင်ဗျာ